မင်္ဂလာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း38နှစ်ပြည့်မြောက်တဲ့ဒီနေ့အခမ်းအနားကိုကြွရောက်လာကြတဲ့နိုင်ငံတော်ယာယီသမ္မတကြီးနဲ့တကွပြည်ထောင်စုဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တာဝန်ရှိသူတွေလွှတ်တော်ကိုယ်စားလှယ်တွေ NUCC ကောင်စီဝင်များတိုင်းဒေသတော်လှန်ရေးခေါင်းဆောင်ကြီးများအတိုင်ပင်ခံကောင်စီများအဖွဲ့ချုပ်ရဲ့အစဉ်အဆက်သောအလုံးမှုဆောင်များနဲ့ပါတီဝင်များကော်မတီအသီးသီးမှကိုယ်စားလှယ်များတန်တမန်များဖိတ်ကြားထားတဲ့ဧည့်သည်တော်များတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြတဲ့တော်လှန်ပြည်သူရဲဘော်ရဲဘက်များအနေနဲ့တော်လှန်ရေးခရီးလမ်းအောင်ပန်းပန်းတိုင်စီကိုဘေးကင်းလုံခြုံစွာနဲ့ကျမ်းမာစွာဆက်လက်လျှောက်လှမ်းသွားနိုင်ကြပါစေလို့မေတ္တာပို့တာပါတယ်တစ်ဆက်တည်းပဲဒီနေ့အခမ်းအနားမှာကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်စကားသို့မဟုတ်အမှတ်တရစကားပြောကြခွင့်ရတဲ့အတွက်လည်းပဲများစွာကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်နိုင်ငံရေးပါတီတစ်ခုဖွဲ့စည်းတည်ထောင်ကြတယ်ဆိုတာမှာပါတီရဲ့ရည်ရွယ်ချက်တွေဥတည်ချက်တွေဟာပါတီတစ်ခုတည်းရဲ့တကူရေးနာမည်ကြီးဖို့တစ်ဖွဲ့တစ်သင်းတည်းအတွက်မျှော်မှန်းကြည့်ဖို့ဆိုတာမဟုတ်ဘဲနဲ့နိုင်ငံတော်ရဲ့အကျိုးကိုအဓိကထားစဉ်းစားရတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုပါတယ်။စူးစီးညီညွတ်မှုအပြန်အလှန်ယုံကြည်မှုနားလည်မှုပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်နိုင်မှုစတဲ့အည်အသွေးအည်အချင်းတွေပြည့်စုံမှသာရေရှည်တည်တံ့ခိုင်မာစွာရပ်တည်နိုင်ကြတာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဒီကနေ့38နှစ်ပြည့်မြောက်ခဲ့သည်ဆိုတဲ့နေရာမှာတောင်မှတကယ်တမ်းငြိမ်းအေးတဲ့ငြိမ်းချမ်းတဲ့နည်းနဲ့တကယ်ပါတီလုပ်ငန်းရပ်ကိုနိုင်ငံတော်အတွက်ထောင်းဆောင်နိုင်တဲ့အခွင့်ကာလဟာ10နှစ်တောင်မပြည့်တတ်ပါဘူး။ကြံတဲ့အချိန်ကြီးမှာအမြဲတမ်းဖိနှိပ်ခြင်းတိတ်ကိုခြင်းနီးမျိုးစုံနဲ့အနောက်ရှက်ပေးခြင်းချေမှုန်းခြင်းတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ခဲ့ကြတာကိုကြံ့ကြံ့ခံရပ်တည်လာခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပြီးကျွန်တော်တို့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလူထုလှုပ်ရှားမှုကြီးဖြစ်တဲ့8-4လုံးအရေးတော်ပုံကြီးကနေပေါ်လာပြီးတဲ့နောက်စတင်တည်းတည်ခဲ့တဲ့တနည်းပြောရရင်ရှေ့ကဦးထွန်းထွန်းဟိန်ပြောသွားသလိုဗိုလ်ချုပ်ရဲ့ဝိညာဉ်တွေဗိုလ်ချုပ်ရဲ့အခြေခံစိတ်ဓာတ်တွေနဲ့အတူမွေးဖွားလာခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာဒီ38နှစ်ကာလအတွင်းထဲမှာစိန်ခေါ်မှုတွေရင်ဆိုင်ကြုံတွေ့နေရပေမဲ့လို့ဒီကနေ့အချိန်အထိရိုင်လဲမှုမရှိပဲခိုင်ခိုင်မာမာနဲ့ပြည်သူအကျိုးအတွက်ရပ်တည်နေထိုင်နိုင်တာဒီလိုညီညွတ်မှုနဲ့စီးလုံးညီညွတ်မှုဒီကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ခေါင်းဆောင်ရဲ့အခြေခံရပ်တည်ခဲ့တဲ့အင်မတန်မွန်မြတ်တဲ့ခိုင်ကြီးတဲ့သဘောထားများအပေါ်မှာစင်စက်မပြတ်ကျွန်တော်အတိမတ်ပြုရပ်တည်နေခဲ့ကြလို့ဖြစ်တယ်ဆိုတာအထူးပြောပြစရာမလိုဘူးလို့ထင်ပါတယ်။တိုင်းရင်းသားလူမျိုးပေါင်းစုံအလွှာအသီးသီးကပြည်သူလူထုရဲ့အားနဲ့စုဖွဲ့ထားတဲ့အမျိုးသားဒီမိုကရေစီချုပ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါပါတီရဲ့အဖွဲ့ဝင်များတွေဟာပြည်သူတွေရဲ့ကြားကပြည်သူများနဲ့အတူတူစစ်မိတ်ဆာအကြမ်းဖက်စနစ်ကိုအတူတကွတိုက်ထုတ်ရေးအတွက်ဒေါ်လာရေးအင်အားစုများနဲ့တလှေတဲ့စီတခီးရဲသွားပါဝင်ဆောင်ရွက်နေတဲ့အတွက်လည်းပဲကျွန်တော်တို့အနေနဲ့ဝမ်းမြောက်ဂုဏ်ယူရပါတယ်ဒီຫນွေဦးတော်လှန်ရေးမှာပြည်သူခေါင်းဆောင်အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူသမ္မတကြီးဦးဝင်းမြင့်ပါတီရဲ့အဖွဲ့ဝင်ခေါင်းဆောင်တွေပါတီဝင်တွေပါတီကိုအားပေးဝန်းရံပေးကြတယ်ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီကမတရားဖန်ဆီးမှုတွေတရားမျှတမှုမရှိတဲ့ဥပဒေတွေကိုဖန်တီးပြီးတော့ဖိနှိပ်အုပ်ချုပ်နေမှုတွေကိုခံစားနေကြရပါတယ်ပြည်သူတွေအားလုံးဟာလည်းပဲဒီကနေ့အဲ့ဒီလိုခံစားနေရဆဲပဲဖြစ်ပါတယ်ဒီလိုမတရားမှုတွေကိုတော်လှန်တိုက်ပွဲဝင်ဖို့ပုံစံအမျိုးမျိုးနီလန်းအသွယ်သွယ်နဲ့အသက်တွေဘဝတွေခန္ဓာကိုယ်တွေကိုပေးဆက်ပြီးတော့တော်လှန်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းတွေတိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သွေးကြီးညီနောင်များပြည်သူများအားလုံးကိုဒီနေ့လိုနေထူးနေ့မြတ်အခမ်းအနားမှာ
အထူးလေးစားလျက်ဂုဏ်ပြုလေးစားပါကြောင်းလည်းကျွန်တော်အနေနဲ့ပြောကြားအပ်ပါတယ်။ကြဆုံးသွားခဲ့ကြတဲ့အာဇာနည်များရဲ့အိမ်မက်တွေကိုဆက်လက်ပုံဖော်တိဆောက်သွားကြရဖို့ရာကျွန်တော်တို့ရဲ့ရှင်သန်ကြံရစ်နေကြတဲ့သူတဦးချင်းစီရဲ့တာဝန်လည်းဖြစ်ပါတယ်။ဒီကနေ့ခေတ်ဆက်ဆက်မှာအကြမ်းဖက်လုပ်ရများနဲ့နိုင်ငံတော်ကိုအမှောင်ဖုံးစေခဲ့တဲ့စစ်အာဏာရှင်တွေကိုလူထုရဲ့ခိုင်မာမှုညီညွတ်မှုဇွဲလုံလဝိရိယတွေနဲ့ရှေ့ဆက်ပြီးအမြင့်ဖြတ်တွန်းလှန်သွားနိုင်မှုအလွန်မှပဲအရေးကြီးပါတယ်။ဒီအောင်ပွဲဟာကျွန်တော်တို့ရဲ့အပြီးသက်အောင်ပွဲလည်းဖြစ်ကိုဖြစ်ရပါမယ်။ဘယ်တော့မှမရှုံးစေရမယ့်အောင်ပွဲအဖြစ်လည်းအားတိတ်ကြရမှာဖြစ်ပါတယ်။ဒီမိုကရေစီအောင်ပွဲကိုပြည်သူအနေနဲ့ဖော်ပြနိုင်ဖို့ပြည်သူတွေနဲ့တူရဲရဲဝံ့ရပ်တည်နေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာအနာဂတ်မှာလည်းပြည်သူအတွက်ဆက်လက်ရှင်သန်တည်တတ်နေမယ်ဆိုတာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီတွေနဲ့ယုံကြည်ပါတယ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့လည်းပဲလွတ်လပ်ပြီးတော့တရားမျှတတဲ့2020ရွေးကောက်ပွဲရဲ့ပြည်သူစစ်လွှဲအာဏာရှိတဲ့လွှတ်တော်ကြီးအဖြစ်ဆက်လက်ရပ်တည်ဆောင်ရွက်သွားနိုင်ရေးအတွက်ကိုကိုစားပြုပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ပြည်သူများယုံကြည်လက်ခံတဲ့နောက်ထပ်ရွေးကောက်ပွဲမဖြစ်မချင်းဘယ်လိုအတုအယောင်အလေးအညာရွေးကောက်ပွဲဆိုတာမျိုးနဲ့မှပြည်သူဆန္ဒကိုပယ်ဖျက်လို့မရနိုင်ဘူးဆိုတာအသေးချာအခိုင်အမာပဲဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပါတီဥက္ကဋ္ဌလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ယက်တီချက်ဖြစ်တဲ့ပြည်သူရှိရင်ပါတီရှိမယ်ဆိုတဲ့အိမ်မာတဲ့ယက်တီချက်ကိုဆက်လက်ဆွဲကင်ပြီးတော့ပြည်သူအကျိုးအတွက်ပြည်သူယုံကြည်မှုနဲ့အတူအောင်မြင်မှုများထွေးပိုက်လျက်ဆက်လက်လျှောက်လန်းသွားနိုင်ပါစေကြောင်းအလေးအနက်ဆန္ဒပြုဆုမွန်တောင်းလျက်ညီကုန်းချုပ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပြည်သူအရေးတော်ပုံမုတ်ချအောင်ရမည်